ပြန်ဖတ်ပါဦးသူကကျွန်တော်ကိုစာအုပ်တင်ဆောင်ပေးတယ်ဆိုသူကဘာပကြက်ဆက်ပြက်ကျွန်တော်ဂိုတန်ထွက်တော့ဘာပကြက်ဟုတ်ပြက်စာအုပ်တစ်တအုပ်ကိုပေးတာပဲမဟုတ်လားသူကလည်းဘာပကြက်တော့ဟုတ်ပြက်ဟုတ်ပြက်နှလုံးရင်အလွယ်မှတ်လိုက်ဆို object နှလုံးရင်မမှတ်မယ်အလွယ်မှတ်ဆို direct object နဲ့ indirect object direct object နဲ့ indirect object ပေးသူရဲ့လက်ထဲမှာဓာတ်ရိုက်ရှိတာကို direct object ပြန်ပြောအောင်ပေးသူရဲ့လက်ထဲမှာဓာတ်ရိုက်ရှိတာကို direct object တစ်ဆင့်ခံပြီးရောက်တာကို indirect object တစ်ဆင့်ခံပြီးရောက်တာကို indirect object ဥပမာကွာကဲဆရာစေကဟာဒီမှာကြည့်သားရာဇာမိုးကြီးကိုကော်ဖီလေးတစ်ခွက်ပေးလိုက်ဘာပြီးတစ်ခွက်ပေးမယ်ကော်ဖီလေးဟမ်ဘော်လေးတစ်ခွက်ပေးလိုက်ဒါဆိုပေးသူနဲ့ဓာတ်ရိုက်ရှိနေတာလေးကခွက်မို့လားဟဲ့တတ်မဲ့ပစ္စည်းလေးခွေးလိုကြောင်လိုလဲဖြစ်ချင်ဖြစ်မှာပေါ့ကွာဟိုမှာတစ်ဆင့်ငံပြီးရောက်မှာကဘာလို့လဲတော့ရာဇာမိုးလေโอเคရာဇာမိုးဒါဆိုရင်ပေးသူနဲ့ဓာတ်ရိုက်ရှိတဲ့ကောင်ကို direct object လို့ခေါ်မယ်ဘာ right object direct objectလက်ထဲကနေပြီးမှတစ်ဆင့်ယူမှာလက်ခံယူမဲ့သူကို indirect object လို့ခေါ်မှာဘာ direct object indirect object ဒါကြောင့်ဒါဆိုရင်ကြည့်ရအောင်ဒီဝကြလေးမှာသူကကျွန်တော်ကိုစာအုပ်တအုပ်တစ်တော်ပေးတယ်ဆိုတော့သူကပေးတဲ့စာအုပ်ပေးနဲ့ဓာတ်ရိုက်ရှိမလဲဘူးလားရှိတယ်ဒါကြောင့်သူ့ကို direct object လို့ခေါ်တယ်ပြောဘာ right object direct objectလေးဆိုင်လိုက်တော့သားတို့15မိနစ်20ပဲသားတို့ရေးတာလေးပဲကြာမှာပြောဘာ right object direct object စင်ခံပြီးရောက်မှာကိုတော့ indirect object လို့ခေါ်တယ်ဘာ right object indirect object ဆို do direct objectပေးသူရဲ့လက်ထဲမှာရှိတယ်io indirect object စင်ခံပြီးမှရောက်မယ်ဒါဆိုပေးတယ်ဒီဘာရောဟဲ့ဒီပေးလဲဆိုဘာရောဆရာတို့ဝကြလေးကိုစီလိုက်ကြရအောင်ကဲသူက subject ရှိဟီမဟုတ်လားဟဲ့ဒါဆိုပေးဒီဆိုတဲ့ကရိယာလေး give please spell it give လေးပေါင်းကြည့်ပါဦးဟုတ်တယ် give လေးပေါင်းကြည့်ပါဦးရှိဟီက subject singular မဟုတ်လားအဲ့ဒါဒီမှာ verb မှာ e ဆုံးတော့ဟုတ်တာပေါ့ present simple လေးပြော he gives သူကဆရာနောက်နေ့ညမှာတော့သင်ပါအောင်မယ် active passive မှာပုံစံတစ်မျိုးရလားဟေးရိုးရိုးဝကြ active point မှာဆိုတော့ဆရာတို့ကပေးခြင်းခံရတဲ့ indirect object ကလေးကိုအရင်ရေးပေးကြည့်မယ်။ဒါလေးကိုရင်ရေးကြည့်မယ်။ indirect object ကျွန်တော်ကိုဆိုတဲ့ pronoun ပြောင်းလဲခြင်းကme နောက်တစ်ခါလားဗျာme ဒါဆိုရင်ပေးတဲ့စာအုပ်တစ်အုပ်လို့မပြောဘူးလားဒါဆိုရင်တစ်တော့က new တစ်တော့ကဘာလို့ new ဒါဆိုသူ့ရဲ့ရှေ့က article a သုံးပါလား n သုံးပါလားနောက်တစ်ခါလားဘာသုံးပါလို့ new လေးပေါင်းပါဦးဟဲ့နောက်ဘာအိုခါလေးပေါင်းပါ book နောက်တစ်ခါလားပေါင်းပါဦး ခေါ်ပြီးပြောဒါဆိုမြောက် he give me and book ဝကြလေးဆုံးတော့ဘာလေးချလိုက်အဲ့ဆိုပွဲကြရအောင်ရှိဟီကဘာမကြက်ရှိဟီကဘာမကြက်တော့GIVS give ကဘာလေးတော့va ဒီလာလိုက်ကြည့်တော့ဒါလေးကဘာလို့တော့ဒါဆိုအမီမီကဘာ object indirect object ဒါလေးကဘာ ဒါဆိုအညူဘုတ်ကလေးကဘာ object direct object နောက်တစ်ခါတော့ပြောပါဦး direct object အားကြောင့်SVIODOT ပြောတာ